ကျောင်းသားငဖိုးတီကိုတုတ်တန်ထုတ်ပလက်ကားစင်တင်နန်းတော်ရဲ့အတင့်ရဲပြီးလာတဲ့သူ့ခြေထောက်ကိုဓာတ်နဲ့ခွဲစားနဲ့ပတ်ပြီးရှာမိခဲ့ရဲရဲမှာกินလို့တေအောင်တက်စေချစ်ချင်းမေတ္တာကြောင့်ခြေကွဲစရာကံကြံမမာနဲ့ရင်ဆိုင်ခဲ့ရပြီးအခုထက်ထိမန်းစစ်တော်ရာမှာအကျော်အမော်ခိနေစေဖြစ်တဲ့ဒန်ဇီမောင်နှမတို့ရဲ့လိုအပ်ချက်ကိုတင်ပြပါသလားဒီနေ့မှာတော့ညီကိုမောင်နှမတို့အတွက်ဒန်ဇီမောင်နှမနတ်သမိုင်းအကြောင်းကိုဗဟုတတထစ်ဖွယ်စိတ်ဝင်စားဝယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ကမြန်မာပြည်ကိုတိတ်ချစ်တဲ့မြန်မာပြည်သားတယောက်ပါ။အင်းဝါခေဒုတိယမင်းကောင်လက်ထက်မင်းကောင်ဘရင်မှာကန်ခိုးမယ်လို့အမိရရဲ့နှမတော်လေးတစ်ပါးရှိပါတယ်။သူမဟာအကိုတော်ထံမှာမောင်ကြီးတသက်နှမတသက်ကျင်ဖတ်မရှာတန်းဆိုတဲ့ဂတိနဲ့အတူပိတ်ချူဝစ်ကဖိတ်ကူနီမလုတ်ရန်ခွင့်ပန်ခဲ့သူဖြစ်ပါတယ်။အကိုတော်ဘရင်ကလည်းနှမတော်အတွက်တန်ကာတော်900ကိုစွန်ကီလောင်းလှူကိုစီစဉ်ပေးခဲ့တယ်။ဟေကြီးဝါကြီးယဟန်တော်များသာပင့်ဖိတ်ရမယ်။ကျောင်းသားငယ်ရွယ်သူတယောက်မှမပါစေရ။ဒါပေမဲ့ထေကြီးဝါကြီးယဟန်တော်များသာပင့်ဖိတ်ရမယ်။ကျောင်းသားငယ်ရွယ်သူတယောက်မှမပါစေရဆိုတဲ့ထူးဆန်းတဲ့အမိန့်တော်ကိုပါထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာတော့တောင်ဖီလာကျောင်းကဆရာတော်ကဒုက္ခတဲ့သားအဖ3ယောက်ကိုကယ်ဆယ်ထားပါတယ်။အဖေဖြစ်သူကောင်တန်ညသားဖြစ်သူမောင်ဖိုးထီနဲ့သမီးဖြစ်သူရွှေနာဂီတို့ပါ။ရွှေနာဂီကတော့နေ့စဉ်ကြာရိုးချိုးရပြီးမောင်ဖိုးထီကတော့ဖုံးကြီးကျောင်းသားအဖြစ်စာပေသင်ကြားနေရသူပါ။ဒီနေ့မှာတော့နှမတော်ကန်ဖူးမယ်ရဲ့စွန်းကြီးလောင်းလှူဝဲအတွက်ဆရာတော်စီကိုဖိတ်ကြားချက်ရောက်လာခဲ့တယ်။ဘရင်ရဲ့အမိန့်အတိုင်းကျောင်းသားငယ်ရွယ်သူမိသူညမပါစေရဆိုတာကိုလည်းလျှောက်ထားခဲ့ပါတယ်။ဆရာတော်ကလည်းမောင်ဖိုးထီကိုအတိမပေးဘူးကပိယဦးသူတော်ကိုမာကြားခဲ့ပေမယ့်နှုတ်ဖွားတဲ့ဦးသူတော်ကတော့မောင်ဖိုးထီကိုပြောပြယုံတင်မကပဲနန်းတော်ထဲကိုပါတိတ်တဆိတ်ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ဒါဟာကြေကွဲစရာဇလန်းရဲ့အစပဲဖြစ်ပါတော့တယ်။နန်းတော်အတွင်းစွန်းလောင်းလူတဲ့နေရာမှာဘရင်နှမတော်ကန်ဖူးမယ်ညင်မောင်ဖိုးတီတို့ဆုံတွေ့ကြပါတယ်။အဖိုးဆိုလို့ရင်ဖိုတောင်မတန်းဖူးတဲ့နှမတော်ဟာမောင်ဖိုးတီကိုမြင်လာနဲ့မေတ္တာရိုက်မိသည်ချစ်စကားစဆိုပါတော့တယ်။ကန်ဖူးမယ်ကသူမကိုမေတ္တာမပြန်ရင်အကိုတော်စီတိုင်တန်းမယ်လို့အချက်ကိုကြိုက်ခဲ့တဲ့ကြောင့်မောင်ဖိုးတီလည်းဘရစ်အမျက်တော်ကိုစိုးရင်ရင်းနေပဲနှမတော်ရဲ့အဆောင်မှာတိတ်တဆိတ်ပေါင်းသိမ်းနေထိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုဝက်ချက်ကိုဝင်းမင်းကတီးသွားပြီးတန်တော်ဦးတင်လိုက်တဲ့အခါဘရင်မင်းကောင်ဟာဒေါတပုံထပြီးသူတို့နှစ်ဦးကိုရှေ့တော်တွင်းစေပါတယ်။နှမတော်ကအဖေအားလုံးကိုတာဝန်ယူပေမဲ့ဝင်းမင်းရဲ့သွေးထိုးမှုကြောင့်ဘရင်ကြီးကပြင်းထန်တဲ့အမိန့်ကိုချမှတ်လိုက်ပါတော့တယ်။ကျောင်းသားငဖိုးတီကိုတုတ်တန်ထုတ်ပလက်ကားစင်တင်နန်းတော်ရဲ့အတင့်ရဲပြီးလာတဲ့သူ့ခြေထောက်ကိုဓာတ်နဲ့ခွဲစားနဲ့ပတ်ပြီးရှာမိခဲ့ရဲရဲမှာกินလို့တေအောင်တက်စေနန်းတော်ကပြင်လာတဲ့ဦးသူတော်ဖီကနေအကြောင်းစုံကိုကြားလိုက်ရတဲ့အမဖြစ်သူရွှေနာဂီကမျက်ရည်ဆက်လက်နဲ့တုတ်တန်ကိုအပြေးလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရောက်သွားတဲ့အချိန်မှာတော့မောင်လေးမောင်ဖိုးတီဟာတတ်မှတ်ရုပ်အလောင်းဖြစ်ပဲရှိပါတော့တယ်။ရွှေနာဂီဟာမောင်လေးရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရတဲ့အချိန်မှာကြေကွဲဝါနဲ့စွာနဲ့ဦးသူတော်ကိုမိတ်လိုက်ပါတယ်။မောင်လေးမသေးခင်ဘာများမှာကြားကန်တယ်လဲတဲ့။ဦးသူတော်ကဝမ်းနဲ့စွာနဲ့ပဲမောင်ဖိုးတီရဲ့နောက်ဆုံးစကားကိုပြန်ပြောပြခဲ့တယ်။မန်းဆက်တော်ရဗျာမန်းချောင်းအင်းညောင်ပင်ကြီးမှာဒန်စီမောင်နှမဖြစ်ခြင်းတယ်။မန်းဆက်တော်ရဗျာမန်းချောင်းအင်းညောင်ပင်ကြီးမှာဒန်စီမောင်နှမဖြစ်ခြင်းတယ်။သူ
သူ့ကိုတွေ့ရင်လိုက်ခဲ့ပါတဲ့ဒီစကားကိုကြားလိုက်ရတဲ့ရွှေနာဂီဟာ မောင်လေးနောက်ကိုမမလိုက်လာမယ် ဦးသူတို့မြက်ကွယ်ပြုတ်ခိုက်မာတင်တောက်လောင်နေတဲ့ရှာမီပုံကြီးတဲ့ကိုအသက်ဆွပြီးခုံဆင်းသွားပါတော့တယ်ဒီအဖြစ်အပျက်တွေပြီးနောက်တောင်ဖီလာဆရာတော်ဟာဘရင်နန်းတော်ကိုဝင်ပြီးဆုံးမစကားပြောကြားတဲ့အချိန်မှာပဲမောင်ဖိုးတီနဲ့ရွှေနာဂီတို့မောင်နှမဟာနန်းရင်ပြင်မှာကိုထင်ရှားပြပြီးဘရင်မင်းခေါင်ထံနေရာပိုင်စားတောင်းကြလိတော့တယ်မိမိရဲ့ဒေါသစိတ်ကြောင့်အပြစ်မဲ့သူသည်တေဆုံးခဲ့ရတာကိုနောင်တရသွားတဲ့ဘရင်မင်းခေါင်ဟာဒန်းစည်းမောင်နှမဟူသောနတ်အမိဖြစ်မန်းဆက်တော်ရမှာနတ်နန်းဆောက်လုပ်စေသည်တနစ်တစ်ခါပွဲတော်ကျင်းပကနေရာအပိုင်စားစေလူအမိန့်တော်ချမှတ်လိုက်ပါတော့တယ်အဲ့ဒီချိန်ကစလို့မောင်ဖိုးဖီနဲ့ရွှေနာဂီတို့မောင်နှမဟာယနေ့ထက်ခိုင်ဒန်းစည်းမောင်နှမနှံ့ရည်လို့မြန်မာသမိုင်းမှာထင်ရှားကြော်ကြားလာခဲ့ပါတော့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးရင်နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ